time frame မှာအခြေကျကြည့်ရမယ်ပေါ့နော် time frame မှာရောင်းဝယ်တော့ကျွန်တော်တို့အများစုကဒီ day trading သွားကြတာများတယ်ပြီးတော့ scalping trade တာများတဲ့အခါမှာဘယ် time frame တွေကိုကြည့်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်အကြံပေးချင်တာကကျတော့ time frame ကတစ်ခုလည်းမကြည့်အောင်၄ခု၅ခုတော့တွဲကြည့်ရမယ်ဘယ် time frame ကနေကြည့်မလဲဆိုရင် M5 M50 M30 H1 ဒီ၄ခုကိုအဓိကကြည့်မယ်ဆိုတော့ D1 တရက်တာ time frame ကိုကျတော့ကျွန်တော်ကဘာအတွက်ပဲကြည့်စေချင်တယ်ဆိုလို့ရှိရင် O8LC ပေါ့ဒီ O8LC ကိုကြည့်ဖို့အတွက်ပဲသုံးစေချင်တယ် H4 ကကျတော့အရင်များလာသွားပြီပြုတ်လဲဆိုတော့ H4 ကကျတော့သူက4နာရီမှတန်တဲ့အလုံးပြောင်းတာဖြစ်တဲ့အခါမှာတရက်လုံးမှသူက6-3ဆိုတော့ကျွန်တော်ဒီ day trader ဒီ scalper အတွက်ကတော့နည်းနည်းလေး time frame နည်းနည်းများရလို့ပြောရမှာအဲဆိုတော့ဘယ် time frame ကိုအဓိကအခြေခံလဲဆိုလို့ရှိရင် H1 ကိုအဓိကအခြေခံမယ် H1 မှာကြည့်မယ် H1 မှာကြည့်ပြီးတော့ကျွန်တော်တို့က M30 ရယ် M50 ရယ် M5 ဒီ၃ခုမှာကျွန်တော်က လိုက်ရှာမယ်ဥပမာထားပါတော့ H1 မှာ ad trend တွားနေရဆိုလို့ရှိရင်ကျွန်တော် M30 တို့ M5 တို့ M50 တို့မှာသူ့ရဲ့ confirmation တက်ရှာ confirmation candle တွေ confirmation pattern တွေစသဖြင့်ဒါတွေလိုက်ရှာပြီးတော့ဒါ confirmation ယူမယ်အဲ့လိုမျိုးဒီ time frame ၄ခုပေါ့ဒီ time frame ၄ခုကိုတော့ချိတ်ဆက်ပြီးတော့ analysis လုပ်ရမှာဖြစ်တယ်အယောင်းအဝယ်လုပ်ရမှာဖြစ်တယ် time frame အမြဲတွဲကြည့်နေရမှာချိန်ပြီးတော့ကြည့်ပြီးမှကျွန်တော်တို့ကဒီ time frame လေးခုကိုကြည့်ပြီး okay ပြီးတေးကြပြီဆိုရင်ဒါအယောင်းအဝယ်အတွက်ကျွန်တော်က entry ထည့်တင်ပါတယ်ပေါ့နော်